အိန္ဒိယနိုင်ငံလူတွေကဘုရားရဲ့ဆုံးမတွေကြောခိုင်းသွားပြီလို့ပြောလို့ရတယ်ကြောခိုင်းသွားပြီဆိုရင်ပျောက်ကွယ်သွားတဲ့သဘောမြန်မာပြည်မှာဟောတဲ့တရားမဟုတ်ပြီမဲ့လို့မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာ AD 17ရာစုလို့ခေါ်တဲ့ပကံခေတ်ကစပြီးအရှိန်နဲ့အဟုန်နဲ့အမြင့်တွေဆင်းသက်လာခဲ့တဲ့ဒီကစပြီးဘုရားရဲ့ဆုံးမတွေဟာမြန်မာလူမျိုးတွေရဲ့ကြိုးပမ်းအထောက်မှုကြောင့်ဒီကနေ့မြန်မာလူမျိုးတွေပိုင်ဆိုင်တဲ့တကယ်တန်မိုးကြီးမားတဲ့အနှစ်သာရယရဏပစ္စည်းတစ်ခုဖြစ်တယ်အဲ့ဒီတန်မိုးကြီးမားလာတဲ့အနှစ်သာရရှိတဲ့ယရဏပစ္စည်းကိုမြန်မာလူမျိုးတွေကောင်းကောင်းထိန်းရမှာဖြစ်တယ်မထိန်းသိမ်းဘူးဆိုရင်လက်လွတ်ဆုံးရှုံးသွားနိုင်တယ်ဒါဟာအရေးကြီးတဲ့အချက်ပဲเนาะတော့ထိမ့်သိမ့်မယ်ဆိုတာဘယ်လိုထိမ့်သိမ့်ရမှာလဲလို့ဆိုရင်ခုနကသင်ယူခြင်းလက်တွေ့ကျင့်သုံးခြင်းဆိုတာလည်းပဲထိမ့်သိမ့်အောင်ပိဋက30နိကေ9ပြတပတ်ခန္ဓာပေါင်းတရားတွေဟောပြောပွဲတွေလေ့လာပွဲတွေသင်ယူပွဲတွေသင်တန်းတွေနဲ့အခုဒီကနေ့ခေတ်ဆိုတော်အားရစရာရှိတယ်သူနီးသူဟန်နဲ့တော့သင်တန်းတွေဖွင့်ပြီးတော့သင်ရတယ်အဘိဓမ္မာသင်္นานတို့ဝိသုဒ္ဓိမေသင်္นานတို့နိကေသင်္นานတို့ဆိုတာမျိုးတွေမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်္นานဖွင့်ပြီးတော့သင်ယူလေ့လာနေကြတာဒါကောင်းတဲ့အစဉ်အလာတစ်ခုပဲဖြစ်တယ်။မှန်ကန်တဲ့လောက်ရတစ်ခုဖြစ်တယ်။ဒါကြောင့်မို့ပို့ပို့ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုယင်ထဲရောက်လာပြီးတော့ထိုတရားတော်တွေအတွက်လက်တွေ့ကျင့်သုံးနေကြတယ်။အဲ့တော့ပါဠိဘာသာဟာလည်းပဲမြန်မာပိုင်းပစ္စည်းဖြစ်လာပြီပိဋက30နိကေ9ပြတပတ်ခန္ဓာပေါင်း8400နဲ့မြန်မာလူမျိုးတွေပိုင်တဲ့ယရဏပစ္စည်းဖြစ်လာကိုပိုင်တဲ့ယရဏဟာကိုပြေကထွက်တာမဟုတ်ပြီမဲ့ကိုပိုင်တဲ့ယရဏကိုမပြောက်ပြဲအောင်ပိုင်ဆိုင်သူကထိမ့်သိမ့်ရမှာပဲပေါ့ဗမာပြည်ကယရဏပစ္စည်းတွေနိုင်ငံခြားရောက်သွားသူတို့ပိုင်သွားတာပဲလေအဲ့တော့ဘယ်ဟာပဲလာမြန်မာလူမျိုးတွေလက်ထက်ရောက်တဲ့ပါဠိဘာသာနဲ့ပိဋကစာပေကိုမပြောက်ပြက်အောင်ဘုန်းကြီးတို့တွေအဓိကထားပြီးထိမ့်သိမ့်ဆောက်ရှောက်ကြမှာဖြစ်တယ်ဆိုတာကိုတတိချက်ကြဖို့လိုတယ်ပေါ့နော်ဆက်လက်ជីវတုတ်တဲ့နေအောင်လုပ်ရမယ်အဲ့ဒီပိဋက30နိကေ9ပြဓမ္မခန္ဓာပေါင်း8400ထဲမှာအပါဝင်တဲ့ဂါရပုတ်ပေါင်း400ကျော်နဲ့ဟောထားတဲ့ဓမ္မပဒဒေသနာဆိုတာဟာနေ့စဉ်ဘဝမှာအလွန်တန်မိုးရှိပြီးတော့မြတ်စွာဘုရားဟောကြားညွှန်ကြားဆုံးမတဲ့အတိုင်းဘုန်းကြီးတို့တွေဘယ်လိုလိုက်နာရမလဲဆိုတာအမြဲတမ်းတန်မိုးရှိတဲ့ဆုံးမတွေဖြစ်တယ်အဲ့ဒီဂါရပုတ်ပေါင်း400ကျော်တဲ့ကဒီကနေ့နံပါတ်83ဂါထာကနေစပြီးတော့ဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာကိုရအောင်ဘုန်းကြီးတို့တွေကြိုးစားကြရမှာဖြစ်တယ်မြတ်စွာဘုရားကအခါအားလျော်စွာပုဂ္ဂိုလ်အသီးသီးကိုဟောပြောခဲ့တာဖြစ်တယ်သို့သောမြတ်စွာဘုရားဟောသမျှတရားသည်စတုပရိသသာဒရဏဘဂဝတောဓမ္မထေသနာမြတ်စွာဘုရားဟောသမျှတရားသည်ပရိသတ်၄ပါးနဲ့ပတ္တထာရေကြီးပဲတခါတည်းဥတီရာယဟန်တော်တွေတန်ဃာတွေကိုဥတီတော်လဲလူပုဂ္ဂိုလ်တွေနဲ့မဆိုင်ဘူးလို့ဒီလိုမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့ပရိသတ်၄ပါးဆိုတာအမျိုးသားယဟန်တော်ဆိုတဲ့ဘိက္ခုအမျိုးသမီးယဟန်လို့ဆိုတဲ့ဘိက္ခုနီဒီကနေ့ခေတ်တော့သီလရှင်ဆရာတွေပေါ့အမျိုးသားဥပဒကာအမျိုးသမီးဥပတိကမလို့ Buddhist Society လို့ဆိုတဲ့ဘုရားရဲ့တပည့်အဖွဲ့အစည်း၄ရပ်ရှိဖျားဟောသမျှတရားသည်ဘိက္ခုဘိက္ခုနီဥပဒကာဥပတိကာလို့ခေါ်တဲ့ဒီပရိသတ်၄ပါးနဲ့သက်ဆိုင်တယ်လို့ဒီလိုပဲမှတ်သားရမှာပဲဖြစ်အလုံးအတွက်ဟောတယ်လို့အဲ့တော့83ခါထားမှာ
လူတွေရဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့စိတ်နေသဘောထားကောင်းမွန်ခြင်းမကောင်းမွန်ခြင်းကိုယ့်ကိုဆန်းစစ်ပြီးတော့စိတ်နေသဘောထားကောင်းအောင်ကြိုးစားအထောက်ဖို့မြတ်စွာဘုရားကဆုံးမသွန်သင်ခဲ့တာပဲဖြစ်တယ်ဒီဒေသနာတော်ထဲမှာအတန္တံဘာဝနာမိတ်စေယဥရခရင်္စဘိက္ခုတုအာဝတိတုဣတရိယံပူဇာပရကုလိတုစာစကလုံးလေးတွေကရှင်းရှင်းလေးပဲဟောတော်တာဖြစ်တယ်အတိုင်းဝိုင်းတစ်ခုမှာအတိုင်းဝိုင်းတစ်ခုမှာလူရဲ့စိတ်ဆိုတာမတ္တမထူးခြားလူရဲ့စိတ်ဆိုတာမတ္တမဆန်းပြတယ်အဲ့ဒီမဲ့ယဟန်ပဲဖြစ်ဖြစ်ရှင်လူပဲရှင်ပုဂ္ဂိုလ်ရှင်ယဟန်ပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်အတ္တန္တဘာဝနာမိတ်ဆေယဆိုလောကလူတွေဟာကိုယ်မရှိတဲ့ခုံနဲ့ချီးမွမ်းတာကိုကြိုက်ကြတယ်ကိုရှိရှိမရှိရှိကိုယ်ချီးမွမ်းရင်ကြိုက်တယ်လို့ဆိုတယ်အဲ့တော့လူတိုင်းဟာချီးမွမ်းခံကြတယ်ချီးမွမ်းခံတဲ့ကုံကိုယ်မှရှိလားဆိုရှိမှရှိမှာအများရဲ့အထင်ကြီးလေးစားမှုကိုယ်မရှိတဲ့ကုံနဲ့ချီးမွမ်းတာချီးမွမ်းရင်လူတိုင်းကကြိုက်လို့ရှိကြအဲ့ဒါကြိုက်တဲ့သလားနော်အဲ့ဒါကောင်းသလားကြည်မြတ်စွာဘုရားအတ္တန္တံဘာဝနာမိတ်ဆေယကိုယ်မှမရှိတဲ့ကုံနဲ့ချီးမွမ်းတာကိုလိုလားတာတခုပုရိခရင်္စဘိက္ခုတုတန်ဃာတွေမှာဆိုရင်ယဟန်တော်တွေအတိုင်းဝိုင်းမှာလူကြီးလှုပ်ခြင်းခေါင်းဆောင်လှုပ်ခြင်းအဲ့ဒီခေါင်းဆောင်လှုပ်ခြင်းတဲ့စိတ်ဓာတ်ရောကောင်းသလားအာဝတိတုဣတရိယပူဇာပရကုလိတုအာဝတိတုဣတရိယယန္တန်ဃာတွေနေထိုင်တဲ့ကျောင်းကန်တွေထဲမှာစီမံဖို့အစိုးတရားစီမံခွင့်အုပ်ချုပ်ခွင့်ရချင်တယ်ဆိုတဲ့ဆန္ဒဟာရောကောင်းသလားပူဇာပရကုလိတုစတရားဓမ္မတွေကအာလုံးကိုယ်ကိုဂုဏ်ပြုတာလေးစားတာပူဇော်တာကိုကြိုက်တယ်ဂုဏ်ပြုခံခြင်းနဲ့လေးစားမှုကိုခံခြင်းနဲ့ဆိုတော့ဒီအချက်၄ချက်ဒီချက်၄ချက်ဟာလူတွေရဲ့ဆန္ဒထဲမှာရှိနေတယ်ပေါ့နော်လူတွေရဲ့ဆန္ဒအတိုင်းအဝိုင်းတစ်ခုမှဆိုရင်ဒီဆန္ဒတွေရှိတယ်ရက်ွက်ထဲမှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းထဲမှာဖြစ်ဖြစ်နိုင်ငံရေးပါတီထဲမှာပဲဖြစ်ဖြစ်လူအဖွဲ့အစည်းမှာပဲဖြစ်ဖြစ်ဟောဒီအချက်၄ချက်ကရှိနေတယ်လူတွေရဲ့စိတ်ဓာတ်အနေနဲ့ရှိတယ်ကိုယ်မရှိတဲ့ကုံနဲ့ချီးမွမ်းခံခြင်းနဲ့နော်အများပေါ်မှာခေါင်းဆောင်လုပ်ခြင်းနဲ့ဥစည်းဥရဲ့ခေါင်းဆောင်လုပ်ခြင်းနဲ့နေရာထိုင်ခင်းကိစ္စတွေမှာအစိုးတရားပိုင်ဆိုင်စီမံပိုင်ဆိုးခြင်းနဲ့အများကကိုယ့်ကိုအလေးပေးတာကြိုက်တယ်သူ့ရဲ့အတွေးတွေဒါတွေကြိုက်တော့ဘလို့အတွေးတွေပေါ်လာတော့ဆိုမမေဝကတမဉ္ဇန္တုဂိဟိပပစ္စည်းတာဥဘောရှင်လူယဟန်ရှင်နေပဲဖြစ်စေစေလူတွေကပဲဖြစ်စေစေဟုတ်လားရှင်လူယဟန်နှမျိုးလုံးကဘာပဲလှုပ်လို့ကောင်းတာလှုပ်တယ်ဆိုရင်သူလှုပ်တယ်လို့ပဲထင်မြင်ယူဆစေခြင်းနဲ့အလုံးဟာခိုးယူစရာရှိရင်သူလှုပ်ထားတာလို့လူတွေကိုသိစေခြင်းခိုးယူခြင်းနဲ့မမေဝတိဝတ္တအတုကိစ္စကိစေတုကိစ္စမေစီဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်ဆောင်ရွက်လုပ်ပိုင်ွယ်ကိစ္စတွေဘယ်လိုဟာမျိုးပဲဖြစ်ဖြစ်သူ့ဆန္ဒအတိုင်းပဲဖြစ်စေခြင်းတယ်အများဆန္ဒမဟုတ်ဒါလူကြီးလုပ်တဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒီပုံစံမျိုးပေါ်တတ်တယ်သူတို့ဆိုလို့တယ်နော်ရက်ွက်ထဲမှာလည်းရက်ွက်ထဲမှုအဖွဲ့အစည်းတွေထဲမှာလည်းအဖွဲ့အစည်းတွေမှုအဲ့ဒီလိုစိတ်ဆန္ဒတွေဟာကောင်းသလားလို့မြတ်စွာဘုရားဣတိဘာလတ္တသင်္ကပ္ပောအတိညာဉ်ကင်းမဲ့တဲ့
လူပါလာတွေဟာဒီအတွေးတွေရှိနေတတ်တယ်